ဒုတိယအနေနဲ့တစိုးကိုစားတဲ့သူကဘာဖြစ်စေလဲတစိုးကိုယွန်ရှာတဲ့သူကချမ်းသာမယ်ဒါကြောင့်ဘန္နာကိုစီးပူးခြင်းအပြင်မတရားတော့ကိစ္စများပေါ်ပေါက်တဲ့အခါမှာနောက်ဆုံးသောနေ့ရက်မှာကျွန်တော်တယောက်ဆိုရင်ကိုတရားစီရင်မှုကပြင်ဆင်နေတယ်လူတိုင်းနောက်ဆုံးတရားစီရင်ခြင်းဆိုတာရှိတယ်တေကောခန်းကြီး3ငန်းစုမှာအတီးတီးလှုပ်ဆောင်သောအလုပ်တွေထင်ရှားလိမ့်မယ်အဘဲသို့သောနေ့မှာဖော်ပြခြင်းရောက်တဲ့မိဖြစ်ထင်ရှားလိမ့်မယ်လူတိုင်းလုပ်သောအရာသည်အဘဲသို့သောအလုပ်ဖြစ်သည်ကိုမိသည်စစ်ကြောလိမ့်မယ်ဒါကြောင့်ကျွန်တော်တယောက်စီတိုင်းလှုပ်ဆောင်တဲ့အလုပ်တွေကဘာဖြစ်လဲမိအားဖြင့်ထင်ရှားမှာဖြစ်တယ်မိကဲ့သို့ထင်ရှားခြင်းခံရမယ်မိကကျွန်တော်တို့ကိုစီရင်မယ်တေကောခန်းကြီး3ငါစတုံးမှာအတီးသေးလှုပ်သောအလုပ်ဒီထင်ရှားလိမ့်မည်အဘယ်သို့သောနေဟုမူကဖော်ပြခြင်းနဲ့ရသည်မိအဖြစ်ထင်ရှားလိမ့်မည်လူတိုင်းလှုပ်သောအလုပ်ဒီအဘယ်သို့သောအလုပ်ဖြစ်သည်ကိုမိသည်စစ်ကြောစီရင်လိမ့်မည်ကျွန်တော်တို့မိကဘာလုပ်လဲစစ်ကြောစီရင်မယ်မောင်ခိုင်း6ငါ19မှာတန်ချေပိုးရဖြက်စီး၍တခိုးထွေးဖောက်ရမြေကြီးပန္နာကိုမစီးဘူးကြနေတန်ချေပိုးရဖြက်စီးတခိုးထွေးဖောက်နိုင်ရကောင်းကင်ပန္နာကိုစီးဘူးပါလောကအရာတွေအလုံးမှာဘုရားသခင်နဲ့ဝေးစေတယ်လောကအရာတွေအလုံးမှာဘုရားထံလာဖို့တည်းဟန်ထားစေတယ်အဲဒါကြောင့်ဒီလောကအရာတွေအလုံးကိုကျွန်တော်တို့ဆွဲလန်းဖို့ထက်ဘုရားစကားကိုဆွဲလန်းမှာရှန်ဖို့အလုပ်တင်လာဖြစ်တယ်နော်ရှမသက်ခန်းကြီးစကြောင်းငနဲ့ဆက်ပေါ်မှာလူသားသည်မိမိအဖခမည်းတော်ရဲ့ဘုန်းတော်ကိုဆောင်ရကောင်းကင်တမန်အချမ်းနဲ့ကြွတော်မူသောအခါလူတီတီတို့မိမိတို့ကျင့်သောအကျင့်၏အလျောက်အကျိုးအဖြစ်ကိုဆက်ပေးမယ်တခင်ရွတ်ကြလာတဲ့ချိန်မှာကျွန်တော်တို့ကပဲလေအကျိုးအပြစ်ဆက်ခြင်းခံရမှာဖြစ်တယ်ရှင်လူအခန်းကြီး6ငွေ24မှာတနည်းကငွေရတတ်သောတင်တို့သည်အမင်္ဂလာရှိကြတယ်အကြောင်းမူကားတင်တို့သည်မိမိတတ်တာခြင်းကိုယခုခံရကြတယ်ငွေရတဲ့သူတွေကမင်္ဂလာရှိတယ်လို့ဘုရားမပြောအမင်္ဂလာပဲဒါပေမဲ့သူတို့အခုချိန်မှာခဏလေးတော့ကောင်းပြီမဲ့နောက်ယေရှုမှာဘာဖြစ်လဲသူ့အတွက်မင်္ဂလာမရှိဘူးတိပခဏတိငါစကောမှာလူမျက်နှာကိုမငဲ့ခတ်သိမ်းသောသူတို့၏အကျင့်အတိုင်းစီရင်သောခမည်းတော်သည်တင်းတို့ဆွတော်မှုကနေဧည့်သည်ဖြစ်စဉ်ကာလပတ်လုံးကြောက်သောစိတ်နဲ့ကျင့်နေကြလို့ဒါကြောင့်ဒီနေ့လူတွေရဲ့ထင်မြင်ထားတဲ့အရာတွေလူတွေပြင်ဆင်ထားတဲ့သဘောတွေကိုကျွန်တော်တို့အလုံးကစန့်ကျင်ပြီးတော့ဘုရားသခင်ထံသို့တုံးဝင်ခြင်းကတဲ့အခါမှာလူမျက်နှာကိုမကြည့်ဘဲနဲ့ဘုရားမျက်နှာကိုကြည့်ပြီးတော့လောကမှာဧည့်သည်ဖြစ်တဲ့အခါမှာကြောက်ရွံ့တဲ့စိတ်နဲ့ယိုသေးတဲ့စိတ်နဲ့ဘုရားထံသို့တုံးဝင်ခြင်းခံရမယ်ဘုရားပေးတဲ့ကောင်းချီးတွေကိုဘုရားကိုပြန်ပေးနေရမယ်အဲ့ဒီကောင်းချီးတွေကကျွန်တော်တို့သုံးဖို့မဟုတ်ဘူးအမှုတော်သာသနာအတွက်အေဝံဂေလိတရားအတွက်နောက်ဆုံးတဲ့ဝိညာဉ်မှာတကယ်တင်ရှင်းရဖို့အတွက်ယူရာခန်းကြီး18ယူရာခန်းကြီး1ငယ်18စကူမှာယူရာ18စကူမှာမိမိတို့မတရားသောတတ်မှတ်ခြင်းအတိုင်းကျင့်နေပြီးပြည့်ရတဲ့သူတို့ဒီပေါ်လာစားလိမ့်မည်ငါတို့သခင်ယေရှု၏တမန်တော်ဒီဟောပြောသောစကားများကိုအောက်ဝင်ကြလို့အဲ့တော့လောကမှာလူတွေကအမျိုးမျိုးသောမှာယုံနေတဲ့သတင်းစကားတွေလာလိမ့်မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဘယ်ရပုံဆွဲလန်းနေလဲဘယ်ရပုံဆိုသစ္စာရှိနေလဲဘယ်ရကိုကိုးစားနေလဲယေရှုပြောတဲ့စကားကိုဆင်ခြင်အောင်ပါဟာလေလုယာဒါကြောင့်ဗျာဒိတ်ခန်းကြီး20မှာထိုသူတို့ဒီတင်ခေါ်တော်သူဝိညာဉ်ပကတိကင်းတော်သူဖြစ်ကြလိမ့်မယ်ယူရာ18စဘူမှာအဲ့ဒီသူကဖြစ်လေအသိတော်ကိုခွဲတယ်နော်ဝိညာဉ်သဘောမရှိဘူးဇာတိတွေပဲဖျားလူတော်လည်းမဟုတ်ဘူးကိုယ်အလိုနဲ့ကိုယ်သက်ရှင်ဒါလုံးဝလွယ်မချင်းနေဖြစ်တယ်ဗျာဒိတ်20မှာဒဲလုံတော်သူချင်းငယ်တို့ဒီပလင်တော်ရှေ့မှာရနေကြသည်မှာမြည်ဆာဆောင်ကိုလည်းဖွင့်လာကြပြီးအသက်ဆာဆောင်၌တဘာတိသောဆာဆောင်ကိုဖွင့်လေဒေလုံတို့ဒီမိမိတို့အကျဉ်းတိုင်းဆာဆောင်၌ရေးထားခြင်းကိုစီရင်ခံရမယ်ဆာဆောင်ဆောင်ရှိတယ်အသက်ဆာဆောင်ဖျားစကားတော်သူတွေကဒီဆာဆောင်မှာရေးထားတယ်နာမတော်သူတွေကိုဒီဆာဆောင်မှာရေးထားတယ်ကျွန်တော်တို့ဘလို့အသက်ရှင်မလဲလောကရှင်မြုပ်ကုန်ပြီးဖြစ်စေမှာဆင်ခြင်မှာဒါရဲ20ငယ်စနေမှာငါသည်အလင်းမြန်လာမည်ငါသည်ကြိုးပြီးကိုဆောင်ရွက်မည်လူအသီးသီးတို့မိမိတို့ကျင့်တဲ့အတိုင်းစီရင်ခံရမည်ကျွန်တော်တို့ဘာလုပ်ခဲ့တယ်လောကကြီးမှာကျွန်တော်တို့ဘလို့အသက်ရှင်ခဲ့တယ်လဲဘလို့ပြောခဲ့တယ်လဲဘလို့အသက်ရှင်ခဲ့တယ်လဲလိမ်လည်မှုတွေမတရားမှုတွေနဲ့အသက်ရှင်နေတယ်လားဒါတွေအားလုံးတက်ဖျားသခင်တရားစီရင်ခံဒါကြောင့်ယေရမိစကုံငယ်10မှာထာဝရဘုရားသည်လူတည်တည်တို့၏အကျင့်အတိုင်းမိမိတို့ခံနိုင်သောအကျိုးဖြစ်ကိုဆက်ပေးခြင်းကနှလုံးကြောက်ွက်ကိုစစ်စစ်မလုပ်လဲစစ်ကြောစီနေ
ဖျားသခင်ကကျွန်တော်ကျမတို့ရဲ့စိတ်လုံးကိုတည်ထားတဲ့ဘုရားဖြစ်တယ်မင်းတို့ဘာတွေလုပ်နေလဲဘလို့ကြမ်းစင်နေလဲဘလို့လွဲမားနေလဲအဲ့ဒီစိတ်ကိုကြည့်ပြီးတော့ဘာလုပ်လဲကျွန်တော်တို့ကိုတရားစီရင်ခြင်းခံမှာဖြစ်တယ်ဒါကြောင့်ဘုရားပေးတဲ့အရာတွေအားလုံးဘုရားကိုပြန်ပေးပါဘဝတစ်ခုလုံးကိုယေရှုသွင်းလို့ရိုးဝထားတယ်ဘုရားကိုပြန်ပေးပါအခန်းကြီး9ငယ်4နဲ့6မှာရှင်ယာကုပ်ခန်းကြီး9ငယ်4မှာတင်တို့ဒီလေကွက်၌ရိတ်တော်သူတို့ကိုလှည့်စားပြီးအခမပေးပဲနေသောကြောင့်ထိုအခါသည်ကြွကြော်လေရှိရိတ်တော်သူတို့သည်အဟွေချင်းအတန်သည်တဲ့ကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏နားတော်တဲ့သူဝင်လေ၏စပါးတဲ့သူတွေကိုဘာဖြစ်လဲအခမပေးဘူးတဲ့လိန်လေတဲ့သူတွေကောက်ချစ်တဲ့သူတွေဘေးတော့ဘာဖြစ်လဲအချို့သောတရေတွေကအလုံးသမားတွေပုံမှာအခကိုမပေးချင်ကြဘူးလိန်လေကြတယ်နော်အမျက်ကြီးစားကြတယ်အနိုင်ထက်ပြူတယ်ဒုက္ခရောက်တဲ့သူကိုဘာလို့အောင်လဲရောက်ခဲ့ဒုက္ခရောက်တဲ့သူတွေကကြွေးကြော်တဲ့အခါမှာဘုရားသခင်ကဘာဖြစ်လဲဆွတောင်းသောအခါဘုရားသခင်ဒီဘာလဲဒုက္ခရောက်သူဘက်မှာနေတယ်မတမာသောတထေးတွေကိုစီရင်မယ်ကောင်းကင်ဘုရားအရှင်ဘုရားသခင်ကဘာလို့ပြောရတယ်အချမ်းရများစွာရှိသောဘုရားထိုဘုရားသခင်ဒီဒုက္ခရောက်တဲ့သူတွေဘက်မှာစစ်တိုက်မယ်ဖိနှိပ်ချင်းခံတဲ့သူတွေကိုဘာလို့လဲဖိနှိပ်တဲ့သူတွေကိုတွန်းတင်မယ်ရှင်ဟောခန်းကြီး9ငယ်9နဲ့6မှာသင်တို့ဒီနေကြီးပေါ်မှာကာမဂုဏ်ခံစားပြီးအလုံးပြောင်းမွေးကြပြီတဲ့တရားတော်နေကတော့မိမိနှလုံးကိုမွေးမြူကြပြီဖြောင့်မတော်သူတို့အပြစ်စင်ရကြွမှန်ကြပြီသူဒီလည်းသင်တို့ကိုအစီတာဒီဟုဖပါဟာတယ်ရှင်သားတွေအလုံးသမားတွေမတရားတဲ့သူတွေပေါ်ခေါင်းပုံဖြတ်စားကြတယ်နော်အမျိုးမျိုးမလုပ်လဲမတရားပဲနဲ့မတရားမှုတွေနဲ့ပြုလုပ်ပြီးတော့ချမ်းသာတဲ့သူတွေပို့ပြီးချမ်းသာအောင်လုပ်ကြတယ်။ဆင်းရဲသောသူတွေကပုံမဆင်းရဲသွားတယ်။ဒါမြေကြီးပေါ်မှာကာမဂုဏ်ခံစားပြီးတော့အလုံးပြောင်းဝဲတယ်လို့ပြောတာဖြစ်တယ်။ဒါကြောင့်ဖယားကိုမေ့တယ်တရားကိုမေ့တယ်။ဖယားသခင်စကားကိုသူတို့နားမထောင်ကြတော့ဘူး။ဘာဖြစ်လို့လဲ။ဒီနေ့သူတို့ရဲ့လောဘဒေါသတွေသူတို့ရဲ့လောင်မြိုက်နေတဲ့နှလုံးသားတွေမှာအဲ့ဒီငွေချေးတွေကနေရာယူရတဲ့ကြောင့်ဖယားသခင်ကသူတို့ထဲမှာနေရာယူလို့မရဘူး။ဒါကြောင့်လောဘကြောင့်ဒုစရိုက်နေဝါဖြိုးနေတယ်မတရားစင်ရနေရမှာတပ်ဖြတ်ခြင်းကိုခံရကြရမယ်လောကကြီးမှာပျော်မွေ့ကြသဖြင့်ထိုကြောင့်မှဖွယ်ဟာရဖျားရဲ့လာမယ့်နေ့ကိုသူတို့ကသတိမမူကြဘူးဖျားသခင်လာမယ့်နေ့ကိုသူတို့ဘာလို့ကြလဲစိတ်ဝင်စားကြဘူးသူတို့စိတ်ဝင်စားတာပါလေသူတို့ကတခြားအရာတွေနော်ဒုစရိုက်နဲ့ပြေဝနေတဲ့သူတို့ရဲ့အသက်တာတွေဖြစ်တယ်နော်သူတို့ရဲ့ချမ်းသာသူတွေနော်မတရားစီးပွားရှာတဲ့သူတွေနော်ရိုးသားတဲ့သူတွေဖြတ်မှတ်သောသူကိုပဲမတရားကျင့်ကြတယ်စီးပွားရေးသမားတွေအနိုင်ထပ်ပြူတဲ့ညှဉ်းပန်းနှိပ်စက်တဲ့ရှင်ဟောခန်းကြီးကငယ်ချမှာဖြောက်မှတ်သောသူကိုအပြစ်စီရင်၍ကွက်မြင်ကြပြီဖပါထားတယ်အားနေတဲ့သူတွေကိုဘာလုပ်လဲဒုက္ခပေးတယ်ခုခံနိုင်ရမရှိတော့တာဘာဖြစ်လဲမစီတာပဲနဲ့တရားမှတ်တာခြင်းမခံတရားမှတ်တာခြင်းမရှိကြဘူးဒါကြောင့်တထေးတွေကနော်ဒီနေ့လောကမှာရှင်ရသားတွေပုံမှာနိုင်တဲ့စင်နေလို့တာကိုဘုရားသခင်မဆိုင်ဘူးဖြစ်တယ်ဒါဘုရားသခင်တရားစီမယ်တဲ့တုတ်တန်ခန်းကြီး27ငါးချက်မှာမုသာစကားဖြင့်ဗန္နာကိုစီးဘူးသည်တဲ့တေမင်းဤကြောကွင်းသို့ပြောင်းလွင်သောအနတ္တဖြစ်တယ်လိမ်လည်လှည့်ပြားမှုတွေနဲ့စီးပွားရှာနေဒီမှာကာလပတ်လုံးအဲ့ဒါအနတ္တဖြစ်တယ်ဘုရားသခင်အမုန်းဆုံးအလုပ်ဖြစ်တယ်တုတ်တန်ခန်းကြီး22ငါးချက်မှာကိုယ်စီးပွားအဖို့စင်းသားတို့ကိုညှင်းသောသူနှင့်မရတသောသူတို့အားပေးသောသူသည်စင်းရချင်းသောအမြန်ရောက်လိမ့်မယ်မတရားမှုတွေလိမ်လည်မှုတွေနော်လွဲမှားမှုတွေကမိခင်ဝါနေတယ်လို့ပဲဒါပါပြီလေဘုရားကအမုန်းဆုံးအလုပ်ဖြစ်တယ်ယေရမိ20ငါး73မှာမတရားသောအမှုအားဖြင့်မိမိကိုယ်ကို၎င်းအာရမပြု၍အထက်ခန်းတို့၎င်းဆောက်သောသူအိမ်ကြီးချင်းကိုအခမပေးပဲစေစား၍အလွတ်လွတ်သောသူအတွက်စုမချသောသူသည်အမင်္ဂလာရှိတယ်။ကျမ်းစာမှာရေးထားတယ်လှုပ်ဆောင်သည့်တိုင်ဖျားသခင်ကောင်းကြီးပေးမယ်လို့ပြောတာဖြစ်တယ်။ဘာတွေလုပ်နေလဲ။အမားတွေလုပ်ရင်အမားတွေအတွက်စီရင်ခံရမယ်။ကောင်းလာလို့တဲ့သူတွေအတွက်ဖျားသခင်ကောင်းချီးမင်္ဂလာခံစားမှာဖြစ်တယ်။ယေဇေကြီးလာ22ငါ34မှာတင်စီဘူးသောဥစ္စာတင့်အလယ်၌တွန်းသောအသွေးကြောင့်ငါလက်ခုပ်တည်တင်းကိုငါစီရင်သောအခါတင့်စိတ်နှလုံးသည်ခိုင်ခံ့သလိုတင်းလက်သည်လည်းအာကြီးသလိုငါထာဝရဖျားသည်အမိန့်ရှိသည့်အတိုင်းပြု၏ကျွန်တော်လက်တွေကဆုံးညစ်နေသလားကျွန်တော်တို့လက်တွေကမှားယွင်းနေသလားကျွန်တော်လက်တွေကဖျားသခင်မစိတ်တဲ့အလုပ်တွေကိုလုပ်နေသလားဆိုတာဖျားသခင်ကျွန်တော်တို့ကိုပြောနေတာဖြစ်တယ်စာလခန်းကြီး8အငယ်4နဲ့ခွန်မှာ
ငါတို့ဒီစဘာကိုရောင်းရတော့ငါလန်ဆန်းနေလုံပါစေဂျုံကိုရောင်းရတော့ငါဥပုံနဲ့လုံပါစေဟုအိဖက်လေးကိုငယ်စေခြင်းက၎င်းကြက်လေးကိုကြီးစေခြင်းက၎င်းလှုပ်စေပြီးရှင်လင်းသောသူတို့ကိုငတ်မွတ်စေပြီးတော့ငတ်မွတ်ချင်းသူတို့ကိုခြေနင်းတရနှင်း၎င်းဝယ်၍ညံသောဂျုံစဘာကိုရောင်းလျက်ငွေငတ်မွတ်သောသူကိုနှိမ်နှင်း၍ရှင်သောပြည်သူတို့သည်အလိုကြီးသောသူတို့ဤစကားကိုတော့ကျွန်တော်ဘုရားသည်ယာကုပ်ဤဘုံကိုတိုင်တယ်၍ချင်းဆိုတော်မူသည်အကယ်စင်စစ်သူတို့ကျင့်ဒီမှာကိုငါသည်အစင်မပြတ်မမေးလျော်ရှင်သားတွေကိုနှိမ်နေရှင်သားတွေကိုဘယ်လိုလုပ်လဲရှင်သားတွေကိုဘယ်လိုလုပ်လဲမတရားညှင်းစေတယ်မတရားလုပ်တယ်အဲကြောင့်ဘုရားသခင်ကဒီအရာတွေပုံမှာတရားစီရင်တယ်ဒီအရာတွေပုံမှာဘုရားသခင်ကကြည်နေတယ်မာလခိခန်းကြီး3ငယ်9မှာတင်တို့ကိုစစ်ကြောစီရင်ခြင်းကငါချင်းမြည်တဲ့ပြူစားတတ်သောသူမြတ်ကိုပြမသောသူမမှန်သောခြင်းကိုရှိကိုပြုသောသူငါကိုအခါမပေးဘဲညှင်းသောသူမိဘမရှိသောသူငယ်နဲ့မုံဆိုးမကိုညှင်းသောသူဧည့်သည်ကိုမတရားတပြည့်စီရင်သောသူငါကိုမကြောက်သောသူတို့တစ်ဖက်၌ငါသည်အလင်းအမှန်တက်တည်ဖြစ်မည်ဟုခေါင်းငယ်ဖို့အရှင်ထားပြမှုတော်မူလေဤကာလဒီဆုံးစံရကာလဖြစ်တယ်။ကျွန်တွေ့နေတဲ့အရာတွေအလုံးဒီဖျားသခင်ရဲ့ပြင်ဆင်ထားတဲ့အရာတွေရှိတယ်။ခန္ဓာရင်ဘယ်လောက်ရှိတယ်လဲ။ဖျားဘုံမှာဘယ်လောက်သစ္စာရှိတယ်လဲ။ဘလို့ရှင်နေမျိုးတွေဖြစ်နေမစင်ဖျားဘယ်လောက်ကိုကိုယ်ကွယ်တယ်လဲဆိုတာမိမိကိုမိမိစဉ်းစားပါ။တရှင်တော်မလို့ဖျားတဲ့တင်ကိုလမ်းပြပါစေ။နော်မာသခန်းကြီး24ငါ39ခုမှာ39မှာလူသားတွေကြောက်တော့ကနိုးရတဲ့ထိုင်ဖြစ်ကြလိမ့်မည်ရေလွှမ်းမိုးခြင်းမဖြစ်မင်ကာလနိုးသည်တင်မောတဲ့တို့ဘုသောနေတဲ့အောင်လူတို့သည်ဆောက်တော့လျက်ထိမ်းများလျက်ရေလွှမ်းမိုးလျက်လူခသိန်းတို့ပဲရှင်းတည်အောင်သတိမဲ့လည်းလူသားကြောက်လာလိမ့်မည်သူတွေတော့ကမှဘာလုပ်နေနိုင်ငံတော်မရှာဘူးတခြားຢာတွေရှာကျွန်တော်တို့တခြားသောစီပါတခြားသောကိစ္စဖျားပေါ်မှာအချိန်ပေးဖို့အားနေတယ်ကျွန်တော်ကဘာချင်းဆူတောင်းနေဖျားပေါ်မှာကိုးစားခြင်းအားနေတယ်မာယုံနေတဲ့အတွေးခေါ်တွေပါယုံနေတဲ့သဘောတရားတွေကကျွန်တော်တို့ရဲ့ဘဝတရားတွေမှာဥဆောင်နေရယူနေဖြစ်တယ်။နောက်ကဘတ်တော်မှာကျွန်တော်အချိန်ပေးကြအောင်။နောက်ဘတ်တော်မှာကျွန်တော်မကိုးစားကြအောင်။ဖះကိုကျွန်တော်ကမထိမမိကြတယ်နော်။အဲကြောင့်နိုးရီတစ်ထက်ကလိုပဲ။နိုးရီမှာရေလွှမ်းမှုတွေလူတွေအကုန်လုံးတည်သွားတယ်။နိုးရီမိသားစုပဲလွတ်သွားတယ်။နေ့ပဲခန်းချင်းနဲ့ငါကူမှာဖျားဝနဲ့မိုးလေသောသူတို့ကိုစုံစမ်းနှောက်ယှက်ခြင်းတက်ကကဲလုံးချင်းက၎င်းမတရားသူတို့ကိုဓာပေးစေခြင်းက၎င်းညဉ့်ညွန်သောတတ်မှတ်ခြင်းကိရိတာလုံကျူဘာမကုံတို့လိုက်၍အာနာဇက်ကိုမတိမမြင်ဖြစ်သောသူတို့ဒုတိယတန်ခတ်စေမည်တရားဆုံးမသောနေဖို့ချုပ်ထားလျက်ဟာရဘုရားရှင်တိုင်တော်မူ၏ဒီမတရားမှုတွေအားလုံးကိုဘုရားသခင်ကချုပ်ထားတယ်တရားရှင်ရနေရဖို့ရန်အတွက်ပြင်ဆင်ထားတယ်အောက်ရှင်မိမိကိုမိမိပြင်ဆင်မှာစက်ကပ်ပါဆင်ခြင်းမှာရှင်ကောဩဝါဒခန်းကြီးတငယ်20အထိမှာဘုရားသခင်ကကျွန်တော်တို့ဘာတွေပြောစေခြင်းလဲဘယ်လိုလုပ်စေခြင်းလဲမဿဲခန်းကြီး9ငယ်7မှာဖြောင်းမှခြင်းတရားကြောင့်နောက်ဆက်ခြင်းကိုခန္ဓာတို့ဒီမင်္ဂလာရှိကြောင်းမူကကောင်းကင်နိုင်ငံဒီသူတို့ရဲ့နိုင်ငံဖြစ်တယ်ကျွန်တော်တို့ဖြောင်းမှခြင်းတရားကြောင့်ခရစ်တော်ရဲ့ဧဝံဂေလိတရားကြောင့်ခရစ်တော်အတွက်အသက်ရှင်ခြင်းအတွက်ကြောင့်ခရစ်တော်အတွက်ကျွန်တော်တို့အမြဲတမ်းရည်တည်တဲ့အတွက်ကြောင့်အမျိုးမျိုးသောစုံစမ်းခြင်းနဲ့နောက်ဆက်ခြင်းနဲ့မတရားမှုတွေကြုံရတဲ့အခါမှာဖြစ်လေကောင်းကင်နိုင်ငံကသူတို့တက်ဖြစ်တယ်ယောဟန်ခန်းကြီး15ငါ18-20မှာလောကီသားတို့ဒီတင်တို့ကိုမုန်းရင်တင်တို့မုန်းရင်ငါ့ကိုမုန်းချမယ်သိမှန်ကြတော့နော်တင်တို့ဒီလောကီသားနေဆက်ဆံနေလောကီသားတို့ဒီမိမိနေဆက်ဆံတော့တင်တို့ကိုဆက်လိမ့်မယ်တင်တို့ဒီလောကီနေမဆက်ဆံလောကီတကရွေးကောက်သူပြောလောကီသားတို့တင်တို့နေမုန်းကြလိမ့်မယ်ကျွန်တော်တို့လောကီသားတွေကဘာလို့မုန်းတယ်လို့မေးတဲ့အခါမှာကျွန်တော်တို့ကလောကနဲ့မဆိုင်ဘူးကျွန်တော်တို့ဆိုင်တဲ့ဘယ်နေရာလဲကောင်းကင်နိုင်ငံဖြစ်တယ်ကောင်းကင်နိုင်ငံဖြစ်တယ်ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တယ်ဘုရားသခင်ရဲ့ထံတော်မှာကျွန်တော်တို့ဒီရှိနေခြင်းကလောကီသားတွေနဲ့ကျွန်တော်တို့မဆိုင်ဘူးဖြစ်တယ်။ဒါကြောင့်လောကီသားတွေရဲ့မုန်းတီးခြင်းတွေတော့ခံရမှာဖြစ်တယ်။ဒါကြောင့်လည်းနှုတ်ကပတ်တော်ကလာတာဖြစ်တယ်။မင်းတို့ဒီအားလုံးကြုံရမယ်၊ဆုံရမယ်၊တွေ့ရမယ့်အရာတွေအားလုံးကဘာဖြစ်လဲ။လောကီအရာတွေအားလုံးရဲ့တတ်မှတ်ခြင်းတွေလောကီအရာတွေအားလုံးပေါ်မှာမင်းတို့မကိုးစားဘဲနဲ့ငါ့ကိုကိုးစားတဲ့ကြောင့်လောကရဲ့စုံစမ်းခြင်းတွေကြုံလုံးကြုံတိုင်းငါ့ကိုအစဉ်မြဲတည်းရပါလို့ပြောပြချင်တာဖြစ်တယ်နော်။ဒါကြောင့်လောကမှာတတ်ရှင်တဲ့အခါမှာပုံစံချင်းနောက်ဆက်ချင်းနဲ့လူတိုင်းကမကင်းလို့နိုင်ပါဘူး။ကြုံရမှာပဲเนาะအဲ့ဒီအရာတွေအားလုံးကိုလိထားလို့လည်းမရဘူးเนาะဆိုင်ပြန်တိုက်လန်ပြုတ်ပြီးဒုက္ခကျွန်တော်ရောက်မှာဖြစ်တယ်။အဲကြောင့်ဖြည့်ဆည်းဖြစ်မယ်ကျွန်တော်တို့အစင်းစစ်ခုခံကြရမယ်။အဲကြောင့်ဖျားသခင်ကြောက်တဲ့တောင်တိခံရစောင့်နေရမှာဖြစ်တယ်။ဘာလို့မလဲတိခံစောင့်နေရမယ်။ခရစ်တော်ဒီလူတိတို့အားမာသဲခန်းကြီးကျောင်း20ခုမှာမိမိဘာဖြစ်လို့ဘုန်းတော်မူဆန်နိုင်ကောင်းတဲ့ဘာချက်ကြောက်တော့မှာလူကြီးအကျိုးပေးကိုပြင်ဆင်ပေးမယ်။
ဘာသာခန်းကြီး25ငါ33နေမှာခရစ်တော်ပြန်ကြွလာတဲ့အခါမှာသုံးတဲ့စိတ်ကိုခွဲမှဖြစ်တယ်ယူဒခန်းကြီး14-15မှာရေးရတယ်အာရမစင်တဝီ90တော့နိုအေးလက်ထက်ဟာဘတ်ဒီခတ်တဲ့နို့တို့ကဘာလို့မလဲစီရင်ပဲရှင်အောင်ခန်းကြီး9ငါ9ကနေစတဲ့တေးမှာဘာလို့မလဲသူတို့မတရားတပိပြုသောအာရမမုရှိလမာကိုဘာအဖြစ်လက်ဖျားသခင်ဟာသူတို့ကိုစီရင်မယ်နှစ်ခေါက်ခန်းကြီး9တစ်စမှာပြလေလူအကျိုးလူအတီးတီးတို့ရဲ့အကျိုးတွေကိုခံရမယ်တကောက်ခန်းကြီး1ငယ်9မှာဒါကြောင့်ကျွန်တော်တို့အားလုံးပေါ်ထွန်းတဲ့နေ့ကိုမျှော်လင့်ပြီးတော့စုတစုံတစ်ခုမြမလျော့ပဲနဲ့ယုံကြည်ခြင်းနဲ့မျှော်လင့်ပြီးတော့သစ္စာရှိသောသူတွေဖြစ်ဖို့ဖျားသခင်လိုချင်တယ်ဆိုတာကျွန်တော်တို့ဒီအပိုင်းနဲ့ခဏတော့ခွန်အားယူလို့ဖြစ်တယ်အဲကြောင့်ဓမ္မမျိုးရှင်များရဲ့တရားလေးမှာကိုရောကိုသစ္စာရှိစွာနဲ့ဆက်လက်ပြီးတော့ပြုလုပ်နိုင်မှုရတဲ့တိခန်းကြီး6နဲ့73မှာမလုပ်ရတဲ့ဖျားသခင်ရဲ့အရှိမအပြစ်တင်ခွင့်နဲ့ကင်းလို့တော်သူဖြစ်စေပါတိတူခန်းကြီးနဲ့53မှာသခင်ယေရှုခရစ်တော်ရဲ့ဘုန်းတည်ကိုဆောင်ပြီးတော့ဘုရားသခင်ရဲ့ပေါ်ထွန်းတဲ့ယေရှုတော်ကိုအမြဲတမ်းတောင်းတပါတရားခန်းကြီးနဲ့28မှာဘာလဲတားတော်ပေါ်ထွန်းတဲ့ရောက်တဲ့အချိန်ကြီးရဲရင်တော်စိတ်နဲ့ကင်းလို့ပြီးတော့ကျွန်တော်တို့ကလည်းဘုရားသခင်ထံသို့သုံးဝင်ချစ်ကပ်ပြရန်အတွက်လိုအပ်တယ်ဆိုတဲ့စကားကိုကျွန်တော်ကလည်းအနေငယ်သတိရစေချင်တာဖြစ်တယ်ဘုရားသခင်တည်းကိုဆက်လက်ကောင်းမြတ်ပါစေအာမင်